ရင်သားလိမ့်ရင်သားတင်းမယ်တင်ပါလိမ့်တင်မလုံးဝင်းပြီးတော့ကိတ်မယ်ဒီခဲမုံအနှံ့လေးမိန်းကလေးတိုင်းမဖြစ်မနေတဘူးလောက်တော့စောင့်ထားတယ်နော်ပန်းရမာကိုခွင်ပေါ့နော်ကောင်မလေးတွေအတူဝတ်တဲ့အခါမှာဒူးကောင်းလေးဖြူပြီးတော့အသားလေးတိတိတသားဖွေးဥနေကိုဒီပန်းညောင်မာကိုစီရန်လေးကိုဖြူခြင်းတဲ့နေရာမှန်တယ်ညတရက်ကို20စက္ကန့်ပုံမှန်လေးသုံးပြီနော်တက်တော့တခွင်ရေပန်းစားနာမည်ကြီးနေတဲ့ပန်းရောင်မာကိုစီရန်လေးကိုဖြိုးကအပြင်သွားရင်အိတ်ထဲအမြဲတမ်းထည့်သွားဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဖြိုးကအမြဲတမ်းဘောင်းမီတူလေးတွေစကတ်တူလေးတွေဝတ်နေကြဆိုတော့ဘယ်နေရာကြည့်ကြည့်အသားရည်လေးကဖွေးဥနေမှာအဆင်ပြေမှာပေါ့နော်။သူကနောက်ကျောမှာအမာရွရှိတဲ့သူတွေဝက်ချံပေါက်တက်တဲ့သူတွေအသုံးပြုလို့လည်းရတယ်။ဆယ်ကျော်သက်အရွယ်လောက်ကနေစပြီးသုံးလို့ရတယ်ပေါ့နော်။ဒူးမဲတထောင်ဂုတ်တင်ပါကြစုမှာမဲနေတယ်ဆိုရင်မာကိုစီရန်လေးကိုတတိယပြီနော်။ရင်သားပျော့တွဲနေတာလေပြန်ပြီးတော့တင်းလာမယ်လုံးပြီးတော့သီးသတာတိတ်လာမယ်ပေါ့နော်ဒီမာမိုးကနေထွက်တဲ့ပန်းရောင်ခရင်လေးကိုတရက်ကို2ကြိမ်ပုံမှန်လေးပဲသုံးကြည့်ပေါ့နော်ရှီခဲမို့နှံလေးမာမိုးကနေအသစ်ထွက်ရှိထားတဲ့ဒီပန်းရောင်ခရင်လေးကဘာကောင်းလဲဆိုရင်ပေါ့နော်သူက2ပတ်အတွင်းရင်သားတွေတိတိတတာလုံးမယ်တင်းမယ်ကိတ်မယ်တင်မအတွက်လည်းသုံးလို့ရတယ်တက်10ကျော်တက်ကနေစပြီးသုံးလို့ရတယ်နော်